ကိုဘဝမှာပတ်သက်ခဲ့တဲ့အရာတွေကိုလွယ်လွယ်တော့မေ့လို့ပဲရကြပါမလဲမတွေးရင်တော့မှတခါတလေအလိုလိုပေါ်လာတတ်တယ်တိုက်ဆိုင်ရင်ပေါ်လာတတ်တဲ့အရာတွေကြုံဘူးခဲ့တဲ့အရာတွေဆိုတာအိမ်မက်တွေလိုပဲလိုက်နေတာအရေးတွေလိုပဲလိုက်နေတာတိုက်ဆိုင်ရင်ပြန်ပေါ်တယ်ဒီလိုပေါ်တတ်တဲ့အရာတွေကိုမေ့လို့မရဘူးမေ့လို့မရပေမဲ့မထင်မှတ်တဲ့အချိန်မှလည်းပြန်ပေါ်လာနိုင်တဲ့အာယုံတွေဖြစ်တဲ့အတွက်ဒီအတိုင်းပဲအကြာကြီးလက်ခံထားမှလားဒါစဉ်းစားရမယ်အဲ့ကိုမေ့မရတဲ့အရာတွေကနာကြီးစရာတွေဆိုရင်ရောပြန်တွေးနေမှလားသို့မဟုတ်ဝမ်းနည်းစရာတွေဆိုရင်ရောပြန်တွေးနေမှလားဒီအရာတွေကိုပြန်တွေးရင်ကောင်းကျိုးဘာတွေထွက်တယ်လဲမေ့မရတဲ့နာကြီးချက်တွေမေ့မရတဲ့လွမ်းဆုပ်ဖွယ်တွေအဲ့ဒါတွေကိုပြန်ပြောနေပြီးတော့ကိုဘဝမှာဘာတွေအကျိုးတွေထွက်တယ်လဲလက်တွေ့ကြစဉ်းစားရတယ်အကျိုးရှိရဲ့လားအကျိုးများမဲ့နေသလားစိတ်ဓာတ်တွေကြာဆင်းသွားစေတာလားစိတ်ဓာတ်တွေကိုနှုံးခွေသွားစေတာလားသို့မဟုတ်စိတ်ဓာတ်တွေတက်ကြွလာစေတာလားမျောလင်းချက်တွေနဲ့အယောင်တွေလင်းလက်လာစေတာလားဆိုတာတော့ခွဲခြားသိမြင်ဖို့တော့လိုလိမ့်မယ်ဒီတော့ဖြစ်ပြီးသွားတဲ့ကိစ္စတွေကဖြစ်ပြီးသွားပြီဘယ်ဟာအရေးကြီးဆုံးလဲပြစ္ဆုတ်ပံဒီအရေးကြီးဆုံးကြုံခဲ့ပိုးတဲ့သူတွေကိုကြုံခဲ့တာတွေကပြီးသွားပြီလက်ရှိပြစ္ဆုတ်ပံမှာကိုယ်အနာမှာဘယ်သူရှိသလဲဒါကိုကြည့်တတ်ရမယ်ကိုလောက်ကင်ခဲ့ဘူးသောအတွေ့အကြုံနဲ့အလောက်ကင်တွေကလွန်သွားခဲ့ပြီးပြစ္ဆုတ်ပံမှာကိုယ်ပါလုံနေတာလဲအဲ့ဒါအရေးကြီးဆုံးပဲအဲ့တော့ပြစ္ဆုတ်ပံမှာကိုယ်လက်ရှိလုံနေတဲ့အလုပ်ကိုသာအကောင်းဆုံးဖြစ်အောင်လုပ်ပြလိုက်ပါပြစ္ဆုတ်ပံမှာအနာမှာရှိနေတဲ့သူတွေကိုသာကိုယ်စီကနေမေတ္တာတွေအပြည့်အဝပေးပြီးတော့သူတို့နဲ့ပြောအောင်နေလိုက်ပါလက်ရှိအချိန်မှသာကိုဘာလဲဆိုတာကိုလက်ခံနိုင်အောင်ကြိုးစားရင်းနဲ့ပြောအောင်နေလိုက်ပါမိနိုင်လာပါလိမ့်မယ်ပြစ္ဆုတ်ပံမှာပြောအောင်နေတဲ့သူတွေပြစ္ဆုတ်ပံမှာပဲဘဝတစ်ခုဖြစ်အောင်နေနိုင်တဲ့သူတွေဟာအတိတ်ရဲ့နှိပ်စက်မှုကိုမခံရတော့ဘူးအတိတ်ကလွမ်းဆွဖွယ်တွေအတိတ်ကကိုစိတ်ဆင်းရဲစေခဲ့တဲ့အရာတွေအတိတ်ကနာကြီးစရာအာယုံတွေကမနှိပ်စက်တော့တဲ့အခါကျရင်လွတ်လပ်ပေါ်ပါပျော်ရွှင်စွာနဲ့နေနိုင်တယ်အဲ့တော့ကိုစိတ်အကျဉ်းထောင်ထဲမှာချမထားပါနဲ့ပြစ္ဆုတ်ပံတဲ့နေထိုင်ရင်းနဲ့လက်ရှိအလုပ်ကိုအာယုံစိုက်လက်ရှိအနားမှာရှိတဲ့သူကိုအာယုံစိုက်လက်ရှိကိုအခြေအနေကိုအာယုံစိုက်အဲ့ဒီလိုအာယုံစိုက်တဲ့သူတွေဟာဘယ်အရာကိုမှလက်လွတ်ရခြင်းမရှိတော့ဘဲနဲ့ပြစ္ဆုတ်ပံတိုင်းကိုစုပ်ကင်နိုင်ပြီးတော့အနာဂတ်လှဖန်တီးနိုင်တယ်ဒါကြောင့်စိတ်မစင်းရဲခြင်းဘူးဆိုရင်မေ့နိုင်အောင်ကြိုးစားပြီးပြစ္ဆုတ်ပံမှာအကောင်းဆုံးနေရပါမယ်မမေ့နိုင်ဘူးဆိုတဲ့အရာတွေကနေပြီးတော့မေ့နိုင်ပါပြီဆိုတဲ့အဆင့်ရောက်တဲ့အထိကြိုးစားသွားရင်လည်းအေးချမ်းအောင်ကြိုးစားရမှာပါပဲမြတ်စွာဘုရားရဲ့တရားတော်တွေဆိုတာလေအတိတ်ကရှိခဲ့သောအရာတွေအနာဂတ်မှာဖြစ်မလာသေးသောအရာတွေအတွက်လောင်ကျွမ်းမခံပါနဲ့ပြစ္ဆုတ်ပံတဲ့ကိုသာရှုပြီးတော့အေးချမ်းအောင်နေပါလို့ဟောထားတဲ့အတွက်ပြစ္ဆုတ်ပံအတိတ်အနာဂတ်တန်ရောစဉ်မှန်သမျှရဲ့ချီနှောင်မှုကိုမခံဘဲနဲ့လွတ်နေနိုင်ခြင်းကိုသာမြတ်စွာဘုရားဟောကြားတာဖြစ်တဲ့အတွက်မေ့လို့မရဘူးဆိုတဲ့အဆင့်ကနေမေ့နိုင်ပါပြီဆိုတဲ့အဆင့်ရောက်သည့်အထိပွားများအားထုတ်ပါကြိုးစားပါလို့တိုက်တွန်းပေးပါတယ်အရာရာကိုစုပ်ကင်ထားပြီးတဲ့နေ့မှာသွားရတာလည်းမလွတ်လပ်နေရတာလည်းမလွတ်လပ်ဖြစ်တာမျိုးတွေတွေ့ကြလိမ့်မယ်အဲ့ဒီမလွတ်လပ်ခြင်းတွေကိုပြန်စဉ်းစားကြည့်လိုက်ရင်တစ်ခုခုကိုညှိကပ်နေတာဆိုတာသွားတွေ့တယ်ညှိကပ်မှုကလည်းအများကြီးရှိတယ်လူကိုညှိကပ်တာလားအလုပ်ကိုညှိကပ်တာလားနေရာကိုညှိကပ်တာလားအများကြီးရှိတယ်အဲ့ဒီညှိကပ်မှုတစ်ခုခုရှိနေရင်သူကစိတ်ကမလွတ်လပ်တော့ဘူးနောက်ဆန်တင်းတယ်လို့ခေါ်တယ်နောက်ဆန်တင်းတဲ့စိတ်နဲ့ဆိုလို့ရှိရင်အမြဲတမ်းလေးလံတဲ့စိတ်ကိုပဲရလိမ့်မယ်ပေါ်ပါတဲ့စိတ်ကိုရကျင်တယ်ဆိုရင်တော့နောက်ဆန်တင်းတဲ့အရာမျိုးမရှိအောင်လေ့ကျင့်ယူရတယ်ကိုယ်မှာဘဝဖြစ်တည်လာတာဖြစ်တဲ့အတွက်ကြောင့်ရှောင်လို့မရဘဲနဲ့တော်ဆက်ထားသောအမျိုးများဥပမာသားသမီးမိဘစသည်ဖြင့်ဒီလိုတော်ဆက်ထားသောအရာတွေရှောင်လွဲလို့မရတာရှိပေမဲ့ဘ
ပေါင်းသင်းဖို့လိုအပ်တာမလို့ပေါင်းသင်းထားတဲ့အပေါင်းအသင်းတွေရှောင်လွဲလို့မရတာရှိပေမဲ့အများကြီးတွေ့တာထားတာကြတော့အစိတ်အတောက်ဖြစ်တယ်။သူမရှိလဲကိုဖြစ်ရမယ်ဆိုတဲ့စိတ်မျိုးနဲ့ယက်တည်နိုင်ရတယ်။အဲ့ဒါကိုလွတ်လပ်တဲ့စိတ်လို့ခေါ်တယ်။အဲ့ဒီလွတ်လပ်တဲ့စိတ်နဲ့ဆိုလို့ရှိရင်ဘလောက်ပဲတန်ရောစဉ်ကြီးကြီးအဓိကအရာကိုရွေးချယ်တော့မယ်ဆိုရင်အရေးအကြီးဆုံးအရာတွေကိုသာရွေးချယ်ပြီးလုပ်တတ်တယ်။ညီကနေခြင်းတွေ့တာနေခြင်းမစွန့်လွတ်နိုင်ခြင်းဆိုတဲ့အရာတွေမရှိတော့ဘဲနဲ့လွတ်လွတ်ကျွတ်ကျွတ်ဆုံးဖြတ်တယ်လွတ်လွတ်ကျွတ်ကျွတ်လျှောက်တယ်အဲ့လိုကိုလျှောက်လို့အောင်မြင်သွားတော့မှကိုကြည့်ကျင်တဲ့သူကိုပြန်ကြည့်မှာပန်းတိုင်မရောက်သေးပဲနဲ့ဟိုတစ်ခုနဲ့လည်းနှောင်ဖွဲ့ဒီတစ်ခုကလည်းချီနှောင်ထားမလွတ်လပ်တော့ရှေ့မရောက်ကြတော့အဲ့တော့လက်လွတ်နိုင်အောင်ကြိုးစားရတယ်လက်လွတ်နိုင်တဲ့နေ့ကြလို့ရှိရင်မြတ်စွာဘုရားဟောကြားထားတဲ့အတိုင်းလွတ်လပ်ပေါ်ပါတဲ့စိတ်ကိုရပြီးတော့အရာရာကိုပေါ်ပပလေးကြော်ဖြတ်သွားလိမ့်မယ်အဲ့တော့လူတွေကိုလည်းတအားကြီးတွေ့တာမထားပါနဲ့ကိုမရှိလေသူတို့ဖြစ်ပါတယ်နောက်လုပ်ငန်းကိုင်ငန်းစသည်ဖြင့်ကိုမရှိလေသူ့ဘာသာသူဖြစ်သွားကြတယ်ဒီလိုမျိုးအနေအထားတွေကိုနားလည်ထားပြီးတဲ့အခါငါရှိမှဖြစ်မယ်ငါမရှိလို့မဖြစ်ဘူးဆိုတဲ့စိတ်တွေကိုမမွေးပါနဲ့မလွတ်မကျွတ်စိတ်တွေဖြစ်တယ်တည်တဲ့အခါလဲဖြောင်းဖြောင်းမသေးနိုင်ဘူးဒါတော့ပြစ္ဆုတ်ပန်တိုင်းမှာအပြည့်အဝရှင်သန်ပြီးတော့ကိုသွားနေတဲ့နေရာတိုင်းမှာအဲ့ဒါတွေကိုတည်သွားဖို့တော့မလိုဘူးဆိုတာကိုစိတ်ထဲမှာအမြဲတမ်းတွေးထားဖို့လိုလိမ့်မယ်ပြင်ဆင်ထားဖို့လိုလိမ့်မယ်ဘာကိုမှလက်မလွတ်နိုင်ဘူးဟိုအရာလဲကိုပါဒီအရာလဲကိုပါအကုန်လုံးကိုကိုတိုင်းကိုကဆွဲချီထားမယ်ဆိုရင်တော့မလွတ်မလပ်စိတ်နဲ့သာသွားနေရမယ်လက်မလွတ်နိုင်ဘူးဆိုးနေတဲ့သူလည်းလက်မလွတ်နိုင်ဘူးကောင်းနေတဲ့သူလည်းလက်မလွတ်နိုင်ဘူးနဲ့သွားတော့ဒီနေ့ဖောက်ပြန်မှုတွေနဲ့ကြုံတဲ့အခါခံစားရတဲ့သူကကိုယ်ပဲအဲဒါကြောင့်အရာရာကိုပြစ္ဆုတ်ပံမှာသာရှုမြင်သုံးသပ်ထိတွေ့ပြီးတော့အမြဲတမ်းအနာဂတ်တွေဆွဲခေါ်မသွားနဲ့ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေကိုယ်နဲ့အတူပါလာလိမ့်မယ်ပြိုင်တူပြေးနေတဲ့အရာများကိုယ်နဲ့အတူပါလာလိမ့်မယ်မပြေးပဲရက်နေတဲ့အရာများကြံခဲ့ပါစေလက်လွတ်နိုင်အောင်ကြိုးစားရတယ်အဲ့ဒါမြတ်စွာဘုရားဆုံးမတဲ့နေနည်းပါပဲဘာကိုမှမညှိမတွဲမညှိမကပ်ဖက်နဲ့နေနိုင်တဲ့သူတွေဟာလောကီအတွက်ပဲဖြစ်ဖြစ်လောကုတ္တရာအတွက်ပဲဖြစ်ဖြစ်အောင်မြင်ကြတယ်ဒါကြောင့်သို့သောအရာများဆိုရင်လည်းလက်လွတ်နိုင်အောင်ကြိုးစားပါကောင်းနေအောင်တော့ညစ်ကပ်တွဲတာတတ်မှတ်စိတ်တွေမရှိပဲအမြဲတမ်းလွတ်လပ်တဲ့စိတ်နဲ့လက်လွတ်ထားနိုင်အောင်ကြိုးစားပါပြင်ဆင်ပါဒါဆိုရင်လွတ်လပ်တဲ့စိတ်နဲ့လွတ်လပ်တဲ့နှလုံးသားနဲ့ပေါ်ပရှင်းသန်နိုင်ပါတယ်လောကမှာလူတွေပြောလိပြောတာရှိတာစိတ်ဆင်းရဲလိုက်တာပင်ပန်းလိုက်တာစသဖြင့်ပြောလိပြောတာရှိတယ်အဲ့ဒါဒုက္ခတွေပဲအဲ့ဒီလိုစိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုဒုက္ခတွေဘာကြောင့်ရတယ်လဲဆိုတဲ့အကြောင်းကိုရှာဖို့တော့ပြက်ကွက်နေတတ်ကြတယ်အမှန်ကတော့သူတို့ရဲ့အလိုဆန္ဒတွေသူတို့ရဲ့အမုန်းတွေအာဃာတတွေသူတို့ရဲ့မနာလိုအိတ်တမစရိယတွေသူတို့ရဲ့မာနတွေကြောင့်ပဲဒီလိုပြန်ခံစားနေရတာလို့မရှာတတ်ကြတာအဲ့တော့နည်းနည်းလိုချင်ရင်နည်းနည်းလောင်လိမ့်မယ်များများလိုချင်ရင်များများလောင်လိမ့်မယ်ဒါမြတ်စွာဘုရားတရားတော်အရာလိုချင်မှုရှိရင်ဆင်းရဲမှုတွေကြုံရမှာပါပဲကိလေသာတွေရှိနေတဲ့တမကာလပတ်လုံးအေးချမ်းမှာမဟုတ်ဘူးလောင်ကျွမ်းနေမှာပဲဒီတော့လောကမှာနေနည်းနှစ်ခုရှိတယ်တရားနိလန်းအရာနေနည်းတရားလက်လွတ်နေနည်းလို့နှစ်မျိုးရှိတယ်တရားနိလန်းကြနေတဲ့သူကတော့အရာရာကိုတင့်တဲ့နှလုံးသွင်းနေနေမယ်ချစ်စရာကောင်းပေမဲ့လို့လည်းပဲအလွန်ကြုံမချစ်တတ်ဘူးဘာကြောင့်လဲဆိုတော့လောကမှာမပြောင်းလဲသောအရာမရှိဘူးလို့သိထားတဲ့အတွက်မုန်းစရာအကြောင်းကိုတွေ့ရမယ်မြင်ရမယ်ကြားရမယ်ဆိုလဲမမုန်းတတ်ဘူးခဏပဲဒီတဲ့အရာတွေပါလားမုန်းနေလို့အပေါ်ပဲအဲဒီလိုဆင်ခြင်မိတယ်ကိုယ်အခြေအနေတွေကောင်းနေလို့လည်းပဲမာနမကြည့်တတ်ဘူးမာနကြည့်လို့ဘာမှအနှစ်သာရမရှိဘူးမကြခင်သေကြမှာပဲလူသားတိုင်းဟာသေခြင်းစီကိုဥတည်သွားနေတာဒါကြောင့်သူဟာဝင်မြင်ခြင်းတို့မာနကြည့်ခြင်းတို့ဖြစ်လာမှာမဟုတ်ရိုးရိုးရှင်းရှင်းကုမ္မကတနာနဲ့ဖြားယောင်းလို့လည်းမရ
ငွေနဲ့ဖြားယောင်းလို့လည်းမရဘူး။ဘာနဲ့မှဖြားယောင်းလို့မရဘဲနဲ့မမောမှုမရှိနေနိုင်တဲ့သူဟာတရားနည်းလမ်းကြကြနေနိုင်တာ။တရားလက်လွတ်နေတယ်ဆိုတဲ့သူကတော့ချစ်ရင်လည်းအလွန်ကျွံချစ်မှာမုန်းလည်းအလွန်ကျွံမုန်းမှာပဲ။မနာလို့လည်းအထွတ်ထိပ်ရောက်အောင်မနာလို့ပြစ်မှာပဲ။ဘဝင်မြင့်ရင်လည်းအထွတ်ထိပ်ရောက်အောင်ဘဝင်မြင့်ပြစ်မှာပဲ။အဲ့တော့အကြနာတတ်တယ်။အလိုကြီးတဲ့သူတွေအကြနာတတ်တယ်။အချစ်ကြီးတဲ့သူတွေလည်းအကြနာတတ်တယ်။အမုန်းကြီးတဲ့သူတွေလည်းအကြနာတတ်တယ်။အထိနာတတ်တယ်။မနာလိုစိတ်များတဲ့သူတွေလည်းအကြနာအထိနာတတ်တယ်။ဘာကြောင့်လဲဆိုတော့သိတဲ့အခါအပေပါထက်ကြတာဖြစ်တဲ့အတွက်ကြောင့်မာနာကြီးလုံးတဲ့သူတွေလည်းအကြနာတတ်တယ်။ဒါကြောင့်မလို့တရားလက်လွတ်နေတဲ့သူတွေဟာကိုယ်ဒုက္ခကိုရှာတဲ့သူတွေဒီတော့နည်းနည်းချစ်တယ်ဆိုရင်ဒုက္ခနည်းနည်းရှာတာများများချစ်တယ်ဆိုတာဒုက္ခများများရှာတာပါကိုယ်ဒုက္ခကိုရှာတဲ့သူတွေပါပဲဒေါသထွက်တယ်ဆိုတာလည်းအခြေအနေတွေကိုပိုပြီးစိုးသွမ်းလာအောင်လုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ်ဒုက္ခကိုရှာတာပါပဲမာနကြီးတယ်ဆိုတာလည်းပဲတရားလက်လွတ်တွေဖြစ်လာစေတဲ့အတွက်ကြောင့်ကိုယ်ဒုက္ခကိုရှာတာပါပဲကိုပြုတဲ့အရာတွေဟာကိုယ်စီကိုပဲပြန်ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်ကိုတရားလက်လွတ်လုပ်လိုက်တဲ့အရာမှန်သမျှဟာဒုက္ခခံစားဖို့တွေပဲလို့အဲ့ဒီလိုဆင်ခြင်ပြီးတော့ဘဝနေနည်းကိုတရားလမ်းကြောင်းကြကြနေနည်းနဲ့ဖြစ်အောင်နေနိုင်ပါစေလို့ဆုတောင်းပေးပါတယ်လောကမှာရေစက်လိုလိုဝစ်ကြွေးလိုလိုနဲ့ကြုံရတဲ့အရာတွေလူတွေပြောကြတာများတယ်လူလောကဓမ္မနေတော့လူတွေနဲ့ဆုံတာပေါ့အဲ့ဆုံတဲ့အချိန်မှာကောင်းတာတွေတွေ့နေတော့ကတော့ရေစက်ပါလို့ဆုံတာပူဇာပါလို့ဆုံတာနဲ့ပြောကြတယ်ကျင့်တဲ့ဆရာလေးတွေတာယာဆရာလေးတွေနဲ့တွေ့နေတော့လောကဆိုတာအမြဲတမ်းပြောင်းလဲဖောက်ပြန်နေတယ်ဆိုတာမမင်းနဲ့အစစပြည့်စုံနေတဲ့အချိန်မှာမေတ္တာတွေချစ်တာတွေသစ္စာတွေရှိနေတယ်လို့ထင်ရပေမဲ့မပြည့်မစုံဖြစ်လာတဲ့အခါကျရင်တော့မေတ္တာတွေလည်းအငွေ့ပြန်သွားတယ်သစ္စာတွေလည်းအကုန်အငွေ့ပြန်သွားချစ်တယ်ဆိုတာတွေလည်းဘယ်ရောက်သွားမှမသိဘူးအမှန်တော့တဘာဝကြကြပြောမယ်ဆိုအဲ့ချစ်တယ်ဆိုတဲ့အရာတွေဟာအချစ်စစ်အချစ်မှန်ဆိုတာလောကမှာတော်တော်လေးရှားတယ်အဲ့ဒါကကြုံဘူးတဲ့သူတွေမှသိလိမ့်မယ်ကိုယ်မှာရာရာပြည့်စုံနေတဲ့အချိန်မှာချစ်တယ်လို့ပြောကြတယ်လိုရာတွေဖြည့်ပေးနေတဲ့အချိန်မှာချစ်တယ်လို့ပြောကြတယ်အဲ့တော့ကိုယ့်ကိုစိတ်ဆင်းရဲမှုမပေးသေးသေးရတော့ချစ်တယ်လို့ပြောကြတယ်စိတ်ဆင်းရဲမှုတွေပေးလာပြီဆိုရင်ဝစ်ကြွေးကြောင်ကြုံနေတာပါဟဲ့လို့ပြောလာကြတယ်မိဘနဲ့သားသမီးကြားမိတ်ဆွေတငယ်ချင်းတွေကြားအိမ်အောင်ဘက်တွေကြားများစွာသောကြားတွေမှာအရာရာအဆင်ပြေနေတဲ့အချိန်မှာတော့ဒါရေစက်ပါလို့ဆုံကြတာအတိတ်ကံကောင်းတယ်လို့ဆုံကြတာနဲ့ပြောနေကြတယ်အဲ့ဒီတစ်ခုခုဖောက်ပြန်မှုကြောင့်မပြည့်မစုံတွေဖြစ်လာတဲ့အခါမျိုးတွေသူကဖောက်ပြန်လာတဲ့အခါမျိုးတွေအဲ့ချိန်ကြလို့ရှိရင်တော့မိဘနဲ့သားသမီးကြားထဲမှာလည်းသားသမီးမလိမ္မာလို့သားသမီးကအမွေခံစိုးကြီးဖြစ်လိုတာတွေပဲတောင်းတဲ့အဖြုံးသမားတတ်စိတ်ချမ်းသာမှုမပေးဘဲနဲ့စိတ်ဆင်းရဲမှုတွေသာစုပြုံပေးနေတဲ့သားသမီးဖြစ်နေစဉ်နဲ့အများအဲ့သားသမီးနဲ့ပတ်သက်ပြီးတော့ပဲမိဘကလောင်ကျွမ်းနေရအေးချမ်းသွားတယ်ဆိုတာမရှိတဲ့အခါကျတော့ဝေကျွေးကြောင့်ကြုံတာပြောကြအဲ့တော့ဒီဝေကျွေးတွေဘာလို့ကြုံတာလဲအထိတ်ကကိုယူခဲ့တာတွေရှိတယ်အဲ့တော့ဆူတောင်းတွေမှားခဲ့ကြတာတွေလည်းရှိတယ်အတိတ်တုန်းကကိုယ်ကခံခဲ့ရလို့ရှင်နောင်ကြလို့ရှင်သူ့ကိုပြန်လုံနိုင်တဲ့သူဖြစ်ပါစေသူ့ကိုအနိုင်ရတဲ့သူဖြစ်ပါစေဆူတောင်းကြအဲ့တော့ကိုကအနိုင်ရတဲ့သူသွားဖြစ်တဲ့အခါကျတော့အာသမီစိုးအနေနဲ့ကိုအကျွေးယူရမယ်သူစီမှာသွားပြီးတော့ဖြစ်အဲ့တော့အဲ့မိဘကအရင်အတိတ်တွေဘဝတွေတုန်းကအဲ့ဒီအခုကိုစီကအကျွေးတောင်းနေတဲ့သားသမီးစီမှာသူစိတ်ဆင်းရဲလောက်အောင်သူ့ကိုစိတ်ဒုက္ခတွေပေးသူစီကနေယူခဲ့တာတွေရှိလိမ့်မယ်အဲ့လိုသားသမီးနဲ့မိဘကြားထဲမှာလည်းအညိုးတွေအတေးတွေရှိတတ်ကြတော့နောင်တစ်ချိန်ငါ့လိုမခံရပါစေနဲ့ဆိုတော့ဆူတောင်းမျိုးတွေနောင်တစ်ချိန်ပြန်ဝစ်လဲပါစေဆိုတော့ဆူတောင်းမျိုးတွေအဲ့ဒီမှာသူ့ဘာသာသူသီးတန့်ဝစ်ကြွေးမလဲပဲနဲ့အမျိုးတော်ပြီးတော့ဝစ်တွေပြန်ဆက်ရတာမျိုးတွေဖြစ်သွားတတ်တယ်မိတ်ဆွေတငယ်ချင်းအချင်းချင်းလက်တွေအတိုင်းပဲအရင်တော့ကယူထားတဲ့သူတွေအခုပြန်ပေးနေရတယ်အရင်တော့ကပေးခဲ့ရတဲ့သူတွေကကျင်းစားတွေဆိုခဲ့ကြလို့လာတော့မသိဘူးအခုယူတဲ့သူတတ်တွေပြန်ဖြစ်လူမှုရေးလည်းနားမလဲဘာကောင်မှနားမလဲမေတ္တာလည်းနားမလဲစေတနာလည်းနားမလဲ
အယူတတ်တတ်ဒုက္ခပေးဖို့တတ်တတ်ဆိုတဲ့လူတွေကလည်းသူတို့တွေလည်းဆူတောင်းခဲ့လို့နေပါလိမ့်မယ်ဆူတောင်းခဲ့ကြတဲ့အတွက်ကြောင့်ပြန်လက်စားချေရပါလို့ဤဆိုတဲ့သဘောမျိုးနဲ့သူခံရတယ်လို့တစ်ဖက်သူပြန်ခံတာကိုမြင်ကျင်တယ်ဆိုတော့အမျိုးတော်ပြီးတော့လာပြီးပြန်အကျွေးတောင်းတဲ့သူလာဖြစ်နေတတ်တာအိမ်တော်မက်တွေဆိုလည်းဒီအတိုင်းပဲတစ်သလုံးအတွက်မျောလင့်ထားတဲ့ဆိုပေမဲ့ဂျားထဲမှာကိုယ့်ကိုကြာလာတော့စေရနာလည်းမထားတော့ဘူးငဲ့ညာမှုလည်းမရှိတော့ဘူးနည်းနည်းလေးမှကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုလည်းကိုချင်းစာမပေးတော့ဘဲနဲ့သူတယောက်တည်းရဲ့ตาယာမှုကိုပဲရှာနေကြတဲ့အခါအိမ်တော်ကြီးတွေပြိုကွဲသွားမပြိုကွဲပဲနဲ့ဒုက္ခပေးနေတဲ့သူတွေလည်းရှိတယ်။ကွာလို့လည်းမရဒုက္ခကလည်းနေတိုင်းပေးအဲ့တော့ကိုယ်မှငဲ့စရာတွေကအများကြီးရှိလို့တော့၎င်းနောက်ပြဿနာတွေကိုမကြုံကျင်လို့တော့၎င်းဂုဏ်သိက္ခာတွေကိုငဲ့တော့အပြင်တော့၎င်းတစ်သလုံးဝေကျွေးခံနေရတဲ့သူတွေရှိတယ်။တစ်ဖက်အိမ်အောင်ဘက်ကအမျိုးမျိုးဒုက္ခပေးနေတာတွေကိုကြိတ်ခံရတာဝေကျွေးပြီးပေးဆက်နေအဲ့တော့ကိုကအရင်တော့ကသူ့စီကလည်းဒီလိုမျိုးတွေယူခဲ့လို့ဖြစ်လိမ့်မယ်အကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတဲ့အရာတွေကပဋိစ္စသမုပ္ပါတရားအရာညင်းလို့မရဘူးအခုယူနေတဲ့သူတွေကအရင်တော့ကပေးခဲ့ရတဲ့သူတွေဖြစ်နေသလိုအခုပေးနေရတဲ့သူတွေကလည်းအရင်ကယူခဲ့တာတွေဖြစ်လိမ့်မယ်အဲ့ဒီလိုမျိုးအတုံအလဲနဲ့ဒီဘဝမှာခံနောက်ဘဝကျပြန်ဆန်းနောက်ဘဝကျပြန်ခံနောက်ဘဝကျပြန်ဆန်းနဲ့ခံလိုက်ရယ်ဆန်လိုက်ရယ်နဲ့ဆိုတာအပြန်ပြန်အလန့်လန့်အညိုးတွေအတေးတွေရှိခဲ့ကြလို့ပဲအဲ့ဒါတွေနဲ့ဆူတောင်းတွေမှားခဲ့ကြတဲ့အခါဒီလိုမျိုးတွေအပေးတွေအယူတွေဖြစ်ကုန်ကြကိုကောင်းတဲ့လောက်သူကပြန်မကောင်းဘူးဒီလိုလူနဲ့ကြုံတာအမှန်တော့ဝေကျွေးပဲဘလောက်ကောင်းပြကိုကောင်းတာကိုအတိမမပြုဘူးတောင်းပြီဆိုလို့ရှိရင်လည်းအေးအေးဆေးဆေးမတောင်းတတ်ပဲနဲ့ကိုသားသမီးတောင်မှရက်ဆက်ပြန်တောင်းတာမျိုးတွေဒီပါအရင်ကြီးပေါ်မှာတော့သူလိုချင်တာမရလို့အသက်ကိုပါရန်ရှာပြီးတောင်းတာတွေဆဲဆိုကျိမ်းမောင်းပြီးတော့မှအဖိုးကြီးဘွားကြီးစီမှာသူလိုချင်တာတောင်းတာမျိုးတွေအဲ့ဒီလိုသားသမီးမျိုးတွေလည်းရှိတယ်ရက်ဆက်တာအင်မတန်ရက်ဆက်တာအဲ့တော့အမှန်တော့ဒီအဖိုးကြီးဘွားကြီးတွေကလည်းအကျွေးတွေပြန်ပေးဆက်ရတာပါဒီဘဝမှာကြည့်မယ်ဆိုရင်တော့အင်မတန်ကောင်းသောမိဘသားသမီးတွေအင်မတန်ဆိုးသောသားသမီးပဲအဲ့ဒါအတိတ်တုန်းကပတ်သက်ခဲ့မှုတွေများစွာရှိခဲ့ကြတယ်နောက်ပတ်သက်သမျှလူတွေဟာအတ္တကြီးတဲ့သူဖြစ်နေတဲ့အခါကိုကပေးဆက်သူတတ်ပဲဖြစ်နေရတာတွေလည်းကြုံလိမ့်မယ်တသန္တရာလုံးမှာလူတွေဟာမတွေ့ခဲ့ကြတာပဲရှားတယ်တွေ့ဘူးခဲ့ကြတဲ့သူတွေကြီးပဲအဲ့ဒီတွေ့ဘူးတဲ့သူတွေလာကြုံနေကြတာလူမှုရေးနဲ့ကြုံမယ်စီးပွားရေးနဲ့ကြုံမယ်ခလုတ်တိုက်ကြုံမယ်ခဏတာကြုံမယ်တသက်တာကြုံမယ်ဆိုတော့ကြုံတဲ့သူတွေကအရင်တော့ကလည်းကြုံခဲ့ဘူးတဲ့သူတွေကြီးပဲအခုကိုယ်စီကနေယူသွားတဲ့သူတွေကိုယ်စီကခိုးသွားတဲ့သူတွေကိုယ့်အပေါ်မှာအနိုင်ကျင့်ပြီးယူသွားတဲ့သူတွေအဲ့ဒါတွေကအရင်တုန်းကသူတို့အယူခံရတဲ့သူတွေကိုကသူတို့စီကယူခဲ့တာတွေဖြစ်ဖို့အလားလာများတယ်အဲ့လိုယူခဲ့တာတွေကိုဒီဘဝမှာပြန်ပေးဆက်ပြီဒီဘဝမှာလည်းကိုကနာကြီးကိုကကြီးပဲပေးနေရတာကိုကကြီးပဲခံနေရတော့နောင်နေငါလိုမခံရပါစေနဲ့နင်လည်းပြန်ခံရပါစေဆိုတဲ့ဆူတောင်းများတောင်းမိရင်ကိုကတောင်းတဲ့သူပြန်ဖြစ်သွားပြီသူကပေးတဲ့သူပြန်ဖြစ်အဲ့ဒီမှာတန်တရာမပြတ်နိုင်ဘူးဒုက္ခတွေမကုန်နိုင်ဘူးအဲ့ဒါကိုပဲတန်တရာဝဆင်းရဲလို့ခေါ်တာဒါကြောင့်ဝတ်ပြတ်ပါစေလို့ဆူတောင်းပြီးတော့အတုံအလဲတွေလည်းဘာမှမရှိစေတော့ဘဲနဲ့နောက်ထပ်အညိုအတေးတွေလည်းဘာမှမထားပဲဘာဆူတောင်းမှလည်းတောင်းမနေတော့ဘဲနဲ့ကိုယ်အလုပ်ကိုလုပ်ကိုယ်အကျွေးကိုကြေအောင်ဆက်ကိုယ်ကုသိုလ်တွေကိုပြည့်အောင်ဖြည့်ရင်းဖြင့်ဝတ်ပြတ်ပါစေဖေဟာလို့ဆူတောင်းပြီးသွားတာဟာအကောင်းဆုံးနည်းလမ်းပဲလို့ပြောချင်တာပိန်ငယ်စိတ်ဆိုတဲ့သဘောတရားအားငယ်နေတဲ့အချိန်မှာပိန်ငယ်စိတ်ကအလိုလိုဝင်လာတယ်။ဘာကြောင့်အားငယ်လဲဆိုတော့အလိုကိုင်းအဆင်မပြေတာလူမှုရေးမှာအဆင်မပြေတာပညာရေးမှာအဆင်မပြေတာများစွာသောအဆင်မပြေမှုတွေဟာအားငယ်သွားစေတယ်။အဲဒီအဆင်မပြေတဲ့အခါမှာအဆင်ပြေတဲ့သူတွေကိုကြည့်ပြီးတော့တိမ်ငယ်စိတ်တွေဝင်တယ်။ကိုယ်ကနေနေတဲ့အချိန်မှာမြင်တဲ့သူတွေကိုကြည့်ပြီးတိမ်ငယ်စိတ်တွေဝင်တယ်။သူစားတယ်လို့ကိုမစားနိုင်ရင်တိမ်ငယ်စိတ်တွေဝင်တယ်။သူသွားတယ်လို့ကိုမသွားနိုင်ရင်တိမ်ငယ်စိတ်တွေဝင်တယ်။သူပိုင်ဆိုင်တာတွေကိုမပိုင်ဆိုင်နိုင်တဲ့အခါတိမ်ငယ်စိတ်တွေဝင်တယ်။ကိုယ့်တဲ့အရာရာမှာတာနေတဲ့သူတွေကိုတွေ့တဲ့အချိန်မှာတိမ်ငယ်စိတ်တွေဝင်တယ်။
အဲ့ဒီသင်ငယ်စိတ်တွေဟာကိုယ့်ကြောင့်ပဲဖြစ်နေတာလူတူနဲ့တူဘဝဘေးမတူဘူးလက်ရှိဘဝမှာလည်းပဲမိသားစုအတိုင်းဝိုင်းစသည်ဖြင့်မတူဘူးကိုယ်မွေးပွားကြီးပြင်းရာပတ်ဝန်းကျင်ချင်းလည်းမတူဘူးအဲ့ဒီမတူညီတာတွေကိုလိုက်ညှိကြည့်ရင်းနဲ့စိတ်ဆင်းရဲမှုတွေပဲအဖတ်တင်လာတယ်ပို၍သာသင်ငယ်စိတ်တွေဝင်လာလိမ့်မယ်အဲ့ဒီသင်ငယ်စိတ်ကိုဖျောက်ပြနိုင်ဖို့အတွက်ကိုယ်အရှိကိုအရှိတိုင်းလက်ခံနိုင်မှဖြစ်လိမ့်မယ်ကိုယ်ကဘလို့အနေထားမှရှိနေတာလဲဆိုတာကိုနားလည်ရင်ဒီအနေအထားအတိုင်းလက်ခံလိုက်ပြီးကိုယ်စားနိုင်တာကိုပဲစားမယ်ဝမ်းဝဖို့ပဲအရေးကြီးတယ်ကိုယ်ဝတ်နိုင်တာပဲဝတ်မယ်ကိုယ်အရှက်လုံးပြီးဆိုရင်တင်းတက်တက်လေးရှိတယ်ဆိုရင်တော်ပြီကိုသွားနိုင်တဲ့နေရာလောက်ပဲသွားမယ်ဒါကိုရဲ့ဝမ်းကိုထမ်းနိုင်တဲ့ဝမ်းဒီတဲ့ပို့ပြီးထမ်းရင်ကိုပဲပင်ပန်းမှာအဲ့တော့သွားနိုင်တဲ့လောက်ပဲသွားမယ်ကိုမှဘလို့လူတွေရှိတယ်လေအဲ့ရှိတဲ့သူတွေကိုပဲအကောင်းဆုံးထားပြီးတော့ဆက်ဆံပေါင်းတင်မယ်ကိုဘာအလုပ်ကိုလုပ်နေတာလဲကိုလုပ်တဲ့အလုပ်ကိုပဲတန်ဖိုးထားပြီးတော့အလုပ်လုပ်မယ်တော့ကိုဘေးနားမှာကိုဘလူတွေကကိုညီနေတာလေအဲ့ဒီကိုညီတဲ့သူတွေကိုပဲတန်ဖိုးထားပြီးတော့ဆက်ဆံမယ်ကိုဖြစ်တည်မှုလေးကိုပဲတန်ဖိုးပြန်ထားမယ်သူကသူပဲကိုကကိုပဲတူမမတူတာတွေကိုလိုက်ညှိလို့ကတော့ဘယ်တော့မှကျင့်တဲ့စိတ်တွေရမှာမဟုတ်ဘူးကိုကျင့်တတ်နေဖို့ကလားအရေးကြီးဆုံးပဲကိုထမင်းဝအောင်ရှာစားနိုင်တယ်ဆိုရင်ကျင့်တတ်လိုက်ကိုမှပေါင်းစရာအပေါင်းအသင်းရှိတယ်ဆိုရင်ကျင့်တတ်လိုက်ချမ်းသာခြင်းဆင်းရဲခြင်းနဲ့မဆိုင်ဘူးကိုရဲ့ခံစားချက်တွေမျှဝေပေးလို့ရတော့ကိုနားလည်ပေးနိုင်တော့တငယ်ချင်းဆိုရင်ပြီးပြီအဲဒီကိုနဲ့တိုးပေါ်တိုင်ပင်ပတ်ရလွတ်တငယ်ချင်းမျိုးရှိတယ်ဆိုရင်ပြီးပြီအပေါင်းအသင်းပေါင်းတက်ဖို့ရာအတွက်လည်းလိုအပ်သေးတာဆိုတော့ကိုမှလိုအပ်နေတဲ့အရေးချင်းဒါတွေမြင်နေရင်အဲ့အရေးချင်းကိုပြည့်အောင်ဖြည့်မယ်ကိုစူးစမ်းနေတဲ့နေရာမှာလိုနေသေးရင်လိုနေသေးတာကိုဖြည့်မယ်မှားသွားတာတွေရှိရင်အဲ့ဒီမှားတဲ့အချက်တွေကိုသင်ခန်းစာယူပြီးနောက်မမှားအောင်စူးစမ်းမယ်ဒီလိုနေသွားရင်ကိုကျင့်တတ်ပြီးတော့အဆင်ပြေမှာပဲမှားယွင်းတာတွေတစ်ခါမှားပြီးအမှတ်မရှိထပ်မှားနေတဲ့သူကတော့ဒီဘဝထဲမှာတိမ်ငယ်ပြင်းတိမ်ငယ်ရင်းနဲ့ပဲနေရမှာပဲအမှားတစ်ခုကြောင့်ကိုယ်တိုင်မကကိုမိသားစုတွေပါမျက်နှာငယ်ရတတ်တယ်ဒီလိုမျက်နှာငယ်ရမယ်အမှားမျိုးဘယ်တော့မှမကျူးလွန်နဲ့ဘယ်တော့မှမမှားစေနဲ့မှားခဲ့သည်ရှိရင်တောင်မှနောက်မမှားစေနဲ့အရှင်းဆုံးကတော့ကိုယ့်ရဲ့ဘဝကိုရိုးသားလေးနေတဲ့သူကိုယ့်အရှိအတိုင်းကိုလည်းလက်ခံနိုင်တဲ့သူတွေဘယ်တော့မှစိတ်မစင်ရဘူးဆင်းရဲသည်ဖြစ်သည်ချမ်းသာသည်ဖြစ်ပါစေကိုယ့်အခြေအနေကိုလက်ခံထားလိုက်ဖို့အရေးကြီးတယ်အဲ့ဒီကနေမှတဆင့်ချင်းစ조사သွားအဆင်ပြေသွားလိမ့်မယ်ဘယ်တော့မှတိမ်ငယ်စိတ်ကိုမမွေးနဲ့အဲ့ဒီတိမ်ငယ်စိတ်ဆိုတာကောင်းကျိုးတစ်ခုမှမပေးဘူးစိတ်တက်ကြွနေအောင်သာနေပါလို့ပြောလိုပါတယ်အချင်းချင်းလဲရင်လည်းအချင်းချင်းပြန်ထားရမှာပဲဘဝဆိုတာအမြဲတမ်းတသမတ်တည်းမရှိဘူးလမ်းဖြောင်းလျှောက်နေရတဲ့အချိန်တွေရှိပေမဲ့လမ်းကောက်တွေလည်းကြုံရနိုင်တယ်ညီညာနေတဲ့လမ်းတွေလျှောက်ရတာရှိပေမဲ့မညီမညာတဲ့ဂျိုင်းကွက်များစွာနဲ့လမ်းတွေကိုကြော်ဖြတ်ရတဲ့အခါမျိုးလည်းရှိမယ်ပြင်းတဲ့အခါရှိပေမဲ့နှိမ်ကျသွားတဲ့အခါမျိုးဆိုတာရှိလိမ့်မယ်ဘဝဆိုတာတသမတ်တည်းမဟုတ်ဘူးဒီတော့အချင်းအရရအပြောင်းလဲတွေကြောင့်လက်ရှိအနေအထားကနေပြီးတော့နှိမ်ကျသွားတာမျိုးပျက်စီးသွားတာမျိုးတွေကြုံကြရတယ်အဲ့ကြုံတဲ့အချိန်မှာဘာမှဆက်မလုပ်ချင်တော့အောင်စိတ်ထကြတတ်တယ်စိတ်ထကြเสียလဲအခြေအနေတွေကပံ့ပိုးနေတာကိုအတိုင်းဝိုင်းကလည်းမရှိတော့ငွေကြေးကလည်းမရှိတော့ဘူးဆိုတဲ့အနေအထားမျိုးကိုရောက်သွားတဲ့အခါတွေရှိတယ်အဲ့မှာဆိုးတာကယုံကြည်ချက်တွေကိုပါဆုံးရှုံးလိုက်ရတယ်
ကိုယ်ပေါ်မှာလူတွေမယုံကြည်တော့ဘူးဆိုတဲ့အနေအထားမျိုးဒါဟာအဆိုးဆုံးပဲလဲကြတဲ့နေရာတိုင်းမှာသိခါတော့ကြာမသွားစေနဲ့ကျန်တဲ့အရာတွေကြာရှုံးတာပြန်စူးစမ်းလို့ရတယ်ဂုဏ်သိက္ခာပြိုလဲသွားတယ်ဂုဏ်သိက္ခာပိုင်းအပြင်လဲကျသွားတယ်ဆိုရင်ပြန်ရပ်တည်ဖို့မလွယ်ဘူးဒါကြောင့်ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုတော့ဘယ်တော့မှဘာနဲ့မှမလဲပါနဲ့ဘလို့အကြောင်းမှလည်းလဲကျမသွားပါစေနဲ့လူဆိုတာကတော့ကြိုးစားနေရင်နဲ့ရက်တန့်သွားတာမျိုးတွေဆိုတာကြုံတတ်တယ်ကြိုးစားနေပါရက်နဲ့ကြာရှုံးသွားတယ်ဆိုတာမျိုးတွေလည်းကြုံတတ်တယ်အဲ့ဒီကြုံတတ်တဲ့လောကရန်ကိုကောင်းကောင်းနားလည်ထားပြီးတော့ဘယ်လိုပဲကြုံရလက်ခံနိုင်အောင်ကြိုးစားမယ်ကြိုးစားပြီးတဲ့အခါမှာဒီအတိုင်းရပ်မနေဘူးဆက်ပြီးတော့ရှောက်လန်းမယ်လဲကြတဲ့နေရာကနေပြန်ထရမှာပဲပြန်ထပေမဲ့လည်းအချိန်ချင်းလဲနေတာပဲလို့ပြောကြတဲ့သူတွေရှိတယ်အဲ့ဒီအချိန်ချင်းလဲတဲ့ထဲမှာလူအားလုံးနေပါဝင်နေတဲ့ဆိုတာကိုမမေ့ပါနဲ့အောင်မြင်နေတဲ့သူတွေဟာအချိန်ချင်းပြိုလဲကြတဲ့သူတွေကြီးပါပဲနည်းနည်းအောင်မြင်နည်းနည်းအတိုက်ခိုက်ရှိတယ်များများအောင်မြင်များများအတိုက်ခိုက်ရှိတယ်နည်းနည်းအောင်မြင်ရင်နည်းနည်းမနာလိုတဲ့သူရှိတယ်များများအောင်မြင်လာရင်တော့များများမနာလိုတဲ့သူရှိတယ်ဒါကြောင့်မလို့မနာလိုသူတွေရဲ့တိုက်ခိုက်မှုကြောင့်စိတ်ဓာတ်တွေပြိုလဲသွားတဲ့အခါမျိုးတွေရှိတယ်အပြင်ပန်းရုပ်ပိုင်းဆိုင်ရာရုပ်ရော်မသွားပေမဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ပြိုလဲသွားအောင်လုပ်တဲ့အရာတွေကလည်းရှိနေတော့ပြိုလဲတတ်တယ်ရုပ်ပိုင်းဆိုင်ရာဖြင့်ပြိုလဲသွားတာရှိတယ်လို့စိတ်ပိုင်းဆိုင်ရာဖြင့်ပြိုလဲသွားတာတွေလည်းရှိတယ်အဲ့တော့ကိုယ့်ကိုယ်သတိပေးရမှာကဘယ်တော့မှစိတ်ပိုင်းဆိုင်ရာပြိုလဲလို့မရဘူးဘယ်နှချိန်လဲမလဲအဲ့ဒီစိတ်ကပြန်ပြီးတော့တွန်းပေးလိုက်မယ်ပြန်ထမယ်နောက်တစ်ချိန်လဲဦးမလားလဲပြန်ထမယ်ဘာဖြစ်လို့ပြန်ထနေရတာလဲဒီတိုင်းပဲထိုင်နေလိုက်ပါလားလို့တော့စကားကပ်ပြောလို့မရဘူးထိုင်နေလိုက်ရင်ကြာရှုံးသူကကိုယ်ပဲတခြားသူမှမဟုတ်တာထိုင်နေလိုက်လို့ဘာမှဖြစ်မလာပဲပို့ပြီးတော့ဘဝကနှုံချဆုပ်ပြတ်သွားတာကကိုယ်ပဲသူများမှမဟုတ်တာအဲ့တော့ထကြံတယ်ဆိုလဲကိုယ်ပဲမထကြံဘူးဆိုလဲကိုယ်ပဲမထကြံတဲ့သူတွေဟာအဲ့ဒီလိုနွမ်းပါဆုပ်ပြတ်တဲ့အနေအထားမျိုးနဲ့ဆက်သိမ်းသွားမှာပေါ့ရက်နေလို့လည်းမရသလိုလဲတာကိုလဲတဲ့အတိုင်းထိုင်နေလို့လည်းမရဘူးပြန်ထရမှာပဲဒီဘဝရှိနေတဲ့အတွက်ကြောင့်မလို့နှိမ့်ကြခြင်းကိုလက်မခံနိုင်ဘူးဆိုရင်ဆက်ပြီးတော့ရှောက်ရမှာပဲမရှိတဲ့အားနဲ့ပဲဆက်ရှောက်မယ်မရှိတဲ့အရာနဲ့ပဲဆက်ရှောက်မယ်မရှိတဲ့သူနဲ့ပဲဆက်ရှောက်ရတာပဲဘယ်နှကြိမ်လဲမလဲပြန်ထရမှာပဲလဲသွားတဲ့အချိန်မှာစိတ်ဓာတ်တွေကြမျက်ရည်တွေကြနဲ့ဖြစ်သွားပြီဆိုရင်ချက်ချင်းပြန်ထမျက်ရည်ကြခြင်းတဲ့အချိန်ကြလိုက်ကြပြီးပြန်သာထဘယ်တော့မှရှုံးမပေးရဘူးဘဝဆိုတာရှုံးပေးဖို့မဟုတ်ဘူးဘဝဆိုတာဆက်လက်တိုက်ပွဲဝင်နေဖို့ဒါကြောင့်အားလုံးအစဉ်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်ပြောင်းလဲခြင်းတဘာဝပြောင်းလဲခြင်းလောကအမြဲတမ်းပြောင်းလဲသောဖောက်ပြန်သောဆိုတဲ့အနိစ္စတရားအနတ္တတရားတွေနဲ့လွန်ဆန်းလို့မရတဲ့လောကထဲမှာတော့အရာရာကတော့ပြောင်းလဲနေမှာပဲအဲ့ဒီပြောင်းလဲမှုတွေထဲမှာကိုယ်တိုင်ရဲ့စိတ်ကလည်းပြောင်းလဲနေတယ်ကိုယ်တိုင်ရဲ့အမြင်တွေကလည်းကာလဒေသအရာပြောင်းလဲနေတယ်ဒီလိုပဲတပါးသောသူတွေကလည်းပြောင်းလဲနေကြတာပဲသူတို့ရဲ့အလိုစရိုက်သူတို့ရဲ့နှလုံးသွင်းနဲ့သူတို့ကောင်းတယ်ထင်တဲ့ဘက်ကိုရင်းရိုင်သွားကြတာပဲဒီတော့မပြောင်းလဲတဲ့တရားဘာမှမရှိဘူးလူတစ်ယောက်ရဲ့ခံစားချက်ပြောင်းလဲတယ်ပြောင်းလဲစရာအကြောင်းနဲ့ဆိုင်ရင်ပြောင်းလဲတယ်လူတစ်ယောက်ရဲ့အမြင်ပြောင်းလဲတယ်ပြောင်းလဲဖို့အကြောင်းတရားနဲ့တိုက်ဆိုင်ပြောင်းလဲသွားတာပဲလူတစ်ယောက်ရဲ့တန်ရောစင်စတဲ့အရာတွေဟာလည်းပြောင်းလဲတယ်ချစ်ချင်းတို့မုန်းချင်းတို့စတာတွေဟာလည်းပြောင်းလဲတယ်ရန်သူအပေါ်မှာလည်းမိတ်ဆွေလိုမေတ္တာထားနိုင်ရင်ထားနိုင်သွားတယ်မိတ်ဆွေကိုလည်းရန်သူလိုတတ်မှတ်ရင်တတ်မှတ်သွားတတ်တယ်အဲ့တော့ကိုယ်တိုင်ကိုယ်အလိုဆန္ဒမပြည့်တဲ့အခါမှာလောကကိုအ
ပြစ်တင်မြင်ပြီးတော့ကိုယ်ကိုယ်တိုင်ပြောင်းလဲသွားတယ်ကိုယ်ကိုယ်တိုင်ကလည်းပဲตาရတယ်ဆိုတဲ့ဘက်ကိုလိုက်တတ်တဲ့သဘာဝရှိတယ်မตาရဘူးထင်တဲ့ဘက်ကိုကြတော့ခွာတတ်တယ်အပြစ်တင်တတ်တယ်ဒီသဘောသဘာဝဟာတတ္တဝါတွေမှာရှိတယ်ဒီတော့ကိုယ်နဲ့ပတ်သက်ရတဲ့တပါးသောသူဟာလည်းပဲဒီလိုပြောင်းလဲတတ်တဲ့ခံစားချက်ပြောင်းလဲတတ်တဲ့စိတ်ထားပြောင်းလဲတတ်တဲ့ရုပ်သဘာဝဒါတွေကိုပိုင်ဆိုင်ထားတာဆိုတော့ပြောင်းလဲသွားမှာပဲငယ်တုန်းကပကုံးထပ်ပေါင်းပြီးတော့သမင်းတပတ်ကလည်းအတူတူစားခဲ့တဲ့တငယ်ချင်းတွေတောင်ကာလဒေတာကြာသွားတဲ့အခါသစိမ်းပြင်းပြင်းဖြစ်သွားတတ်ကြတယ်။ဘာဖြစ်လို့သစိမ်းဖြစ်သွားတာလဲ။ကျင်လည်ရပတ်ဝန်းကျင်မတူကြတော့လို့အတူတူစိတ်ဝင်စားစရာကိစ္စမရှိတော့လို့အတူတူစိတ်ဝင်စားတယ်ပြီးတော့အတူတူလည်းလှုပ်လှုပ်ရတယ်အတူတူရွယ်ချက်ကလည်းတူတဲ့အတွက်ကြောင့်အတူတူရှောက်လန်းရတယ်ဒီလိုလူမျိုးတွေနဲ့ပဲပေါင်းသင်းမိသွားကြတာစကားပြောစရာရှိမယ်ဆိုလို့ရှိရင်လည်းနေပဲတူတဲ့သူချင်းချင်းသာပြောစရာစကားတွေကတိုက်ဆိုင်တယ်ပြောစရာစကားများတယ်အဲ့တော့စကားပြောခွင့်ရတဲ့သူတွေနဲ့ထိတွေ့ခွင့်များများရတဲ့သူတွေနဲ့ပဲရင်ပါသွားပြီးပြောအောင်နေသွားကြရတာပြောင်းလဲကြလို့ပြောင်းလဲသွားတာမဟုတ်ဘူးကာလဒေတာပြောင်းလဲသွားတဲ့အတွက်ကြောင့်သဘာဝအတိုင်းပြောင်းလဲသွားတာနောက်တစ်ခါဂုံတကာတရကိုမတ်တဲ့သဘောတဘာဝရှိသူငွေမတ်တဲ့သဘောတဘာဝရှိသူပြီးတော့အကျင့်စာရိတ္တကိုလေးစားတဲ့သဘောတဘာဝရှိသူသီလသမာဓိပညာကိုလေးစားတဲ့သဘောတဘာဝရှိသူလို့လူအမျိုးမျိုး꿰ပြန်တော့ဂုံမတ်တဲ့သူတွေကတော့ကိုယ်မှာဂုံရှိနေရင်သူတို့ကိုယ်ကိုပေါင်းနေကြမှာပဲသူတို့ကဂုံနောက်ပဲလိုက်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ်မှာဂုံမရှိတော့ရင်တော့ခွာသွားမှာအမှန်ပဲငွေမတ်တဲ့သူကလည်းပဲငွေကိုဘဝလို့ထင်တဲ့သူကကိုယ်မှာငွေရှိနေတဲ့အခါသူတို့ပေါင်းမှာပဲကိုယ်မှာငွေမရှိတော့တဲ့အခါသူတို့ခွာသွားမှာပဲသူတို့ကငွေကိုပဲမြင်တဲ့အတွက်ဒီတော့ကိုယ့်ရဲ့သင်္ကိုယ်တဘာဝကိုကိုယ်အတိုင်းပဲသဘောထားတဲ့လက်ခံတဲ့ဒီလိုမိတ်ဆွေမျိုးတွေကိုပေါင်းမှစိတ်သက်သာရမယ်ပြောင်းလဲသွားတဲ့သူတွေအပေါ်မှာလည်းအပြစ်တင်စရာမလိုဘူးသူ့တဘာဝကိုကဒီလိုတဘာဝရှိလို့သူ့ရဲ့အကြိုက်သူ့ရဲ့ဇယိုက်ကိုကကိုယ်နဲ့မအပ်တော့လို့သူတို့ကြိုက်တဲ့အရာတွေသူတို့လိုချင်တဲ့အရာတွေကိုယ်မှမရှိတော့လို့ဆိုတာကိုနားလည်ပေးလိုက်အဲ့တော့ကိုယ်မှအကုသိုလ်ဖြစ်เสียမလို့တော့တစ်ဖက်သူကတော့ပြောင်းလဲတဲ့အချိန်မှာပြောင်းလဲသွားမှာပဲဒါကိုလည်းပဲဒါအနိစ္စသဘောပဲလို့သာဆင်ခြင်လိုက်ကြရတယ်ဒီတော့ကိုယ်ဘာလုပ်တင်လဲကိုယ်မှာမဖြစ်မနေလိုအပ်တဲ့ကိုယ့်ရဲ့သီလကုံကိုယ့်ရဲ့သမာဓိကုံကိုယ့်ရဲ့ပညာကုံဒီအရာတွေကိုသာဦးစားပေးပြီးတော့ဖြည့်သွားရင်တည်ကြည်သောသမာဓိရှိ၍သမာသမတ်ကြသောလူတွေနဲ့တွေ့လာလိမ့်မယ်လူဆိုတာတူရပေါင်းကြတယ်အဲ့တော့ကိုယ့်ရဲ့သူတော်ကောင်းတရားတွေကိန်းလာတာနဲ့အများဓာတ်တူတဲ့လူတွေနဲ့တွေ့ပါလိမ့်မယ်မေတ္တာတရားကြီးတဲ့သူတွေနဲ့လည်းပဲကိုမေတ္တာကြီးလို့ရှင်ဆုံးလာပါတယ်ဒီတော့တတန်းအကြာကြီးတတန်းကိုဘဝတတန်းတစ်လျှောက်မှာတွေ့ကြုံရမှာအများကြီးရှိသေးတယ်လူတယောက်ပြောင်းလဲသွားရုံနဲ့အဲ့ဒီလူတယောက်ကိုအပြစ်တင်မနေနဲ့ကိုနဲ့ထိုက်တန်တဲ့သူတွေရှိသေးတယ်အဲ့တော့ကိုကလည်းကိုတန်ဖိုးထားပြီးတော့ကိုယ့်ရဲ့သီလကုံကိုယ့်ရဲ့သမာဓိကုံကိုယ့်ရဲ့ပညာကုံကိုသာဒီနေ့တနေ့ပို့ပြီးတော့အယောင်လက်လာအောင်သာကျင့်ကြံကြိုးကိုအားထုတ်သွားပါလူကောင်းလူမှန်တွေနဲ့တွေ့ပါလိမ့်မယ်ဒီကြည်သောလူတွေနဲ့တွေ့ပါလိမ့်မယ်ဒါတော့မလို့တရားနာသူအပေါင်းသူတော်ကောင်းတို့ပြောင်းလဲတတ်တဲ့လောကကြီးထဲမှာအပြောင်းမလဲသောကိုယ့်ရဲ့သူတော်ကောင်းတရားကိုတည်စေပြီးတော့လောကအလယ်မှာတည်ငြိမ်စွာနေနိုင်တဲ့သူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။တောက်ရိုးတမြင်လည်းပဲသူ့ရဲ့မျောလင်းချက်ပဲလူတွေကဒုက္ခရောက်သွားပြီဆိုရင်ဘယ်သူကယ်ပါမလဲလို့မျောလင်းတတ်တာသဘာဝပဲဒုက္ခဆိုတဲ့သဘောတရားကကယ်မဲ့သူကိုလိုအပ်နေတာကြီးပဲစားစရာမရှိတဲ့သူကစားစရာကျွေးမဲ့သူကိုမျောလင်းတယ်ဝတ်စရာမရှိတဲ့သူကဝတ်စရာပေးမဲ့သူကိုမျောလင်းတယ်နေစရာမရှိတဲ့သူက
နေစရာပေးမဲ့သူကိုမျောလင်းတာတဘာဝပဲဘာကြောင့်မျောလင်းရတာလဲအဲ့ဒီစားစရာကိုသူကိုယ်တိုင်ရှာမစားနိုင်တော့လို့ဝတ်စရာတွေကိုလည်းသူကိုယ်တိုင်ရှာမဝတ်နိုင်တော့လို့နေစရာကိုလည်းသူကိုယ်တိုင်မဖန်တီးနိုင်တော့လို့အဲ့လိုအနေထားမျိုးတွေမှာတော့ကောက်ရိုးတမြင်လောက်အကူအညီလေးကိုလည်းမျောလင်းမိတာပဲအဲ့ဒီကောက်ရိုးတမြင်ဟာလည်းသူ့ရဲ့မျောလင်းချက်ကြီးပဲဒီတော့လူတစ်ယောက်နဲ့တစ်ယောက်နဲ့အင်အားချင်းမတူတာဖြစ်တဲ့အတွက်တချို့သူတွေအတွက်မပြောပလောက်တဲ့အရာဟာတချို့သောဒုက္ခရောက်နေတဲ့သူတွေအတွက်ကြီးမားတဲ့အထောက်အပံ့ကြီးပဲဒါကြောင့်ကိုကဘာမှမဟုတ်တော့ဘူးလို့နမောနမဲ့နေလိုက်တဲ့အရာလေးတွေမုံဘိုးလေးကအစားပေါ့ကို့အတွက်မုံဘိုးလောက်ပဲရှိတဲ့အရာကတခြားသူအတွက်ဘဝတစ်ခုဖြစ်သွားနိုင်တယ်တခြားသူအတွက်တမင်တနက်လည်းဖြစ်သွားနိုင်တယ်အဲ့လိုအရာတွေဖြစ်တဲ့အတွက်ကြောင့်မလို့လဲကျသွားပြီးဒုက္ခရောက်သွားပြီဆိုအကူအညီမျောလင်းတတ်ကြတာအကိုကဒုက္ခမရောက်သေးလို့နားမလည်ဘူးဆိုရင်တော့တဘာဝဒီအတိုင်းပါပဲလို့လက်ခံတတ်ရမယ်ပဝန်းကျင်ကိုကြည့်ရမယ်အဲဒီပဝန်းကျင်မှာဘသူတွေဘလောက်ခက်ခဲနေတယ်လဲမြင်လိုက်မယ်မြင်တဲ့အခါမှာကိုလဲကျသွားရင်လေဒီလိုမျိုးဖြစ်တတ်တာပါလားလို့သိထားရမယ်တန်ဝေကယူရတယ်အမြဲတမ်းအဆင်ပြေနေတယ်ဆိုတာမရှိကြဘူးပြိုလဲတယ်ဆိုတဲ့အချိန်လေးအများကြီးကြုံရတတ်တယ်အချိန်ချင်းလဲကြုံရတတ်တယ်ဒီတော့ဘသူကများဘာလေးများကူညီပါမလဲလို့မျှော်လင့်တတ်တာအမှားမဟုတ်ပါဘူးမစွမ်းနိုင်တော့တဲ့အချိန်မှာအဲ့ဒီမျှော်လင့်ချက်ရောင်ကြီးလေးတစ်ခုကိုတော့လိုချင်ကြတာအကြည့်ပဲလောကကြီးဒုက္ခရောက်နေတာကိုသိရင်ကိုကအဲ့ဒီဒုက္ခတွေကိုမျှဝေခံစားကြည့်ပြီးတော့နိုင်တာလုပ်ပေးဖို့လိုတယ်မျှော်လင့်ချက်ကလေးတွေနဲ့နေကြတဲ့ဒုက္ခတွေအများကြီးရှိတယ်သူတို့အတွက်ကိုရီးရဲ့မုံဖို့လောက်ဟာလည်းတနေ့တာစာဖြစ်သွားနိုင်တယ်လို့ကိုရီးရဲ့ပံ့ပိုးမှုလေးဟာသူတို့အတွက်တနေ့စာသို့မဟုတ်ဘဝခြေလမ်းစားဖို့လေကတစ်တစ်ဆိုတာမျိုးဖြစ်သွားတတ်တာမလို့အားငယ်သူကိုအားပေးကြပါဒုက္ခရောက်တဲ့သူတွေကိုကူညီကြပါဒီနေရာမှာတော့တတိတံပစံတော့လိုအပ်ပါတယ်ဘယ်အရာမှမစိုးတတိဉာဏ်မပါရင်တော့စိတ်ဆင်းရဲမှုတွေပြန်ပြီးတော့ရတာတယ်ဒါကြောင့်ဉာဏ်ရှင်ပြီးတော့ကိုယ့်ကိုပြန်ပြီးတော့ဒုက္ခမရောက်စေသောနည်းဖြင့်ဒုက္ခရောက်တဲ့သူတွေကိုကူညီတတ်ပါစေကိုယ်လည်းပဲဒုက္ခရောက်တဲ့အခါကောက်ရိုးတမြင်လောက်သာရှိမဲ့စိတ်ခွန်အားလေးကိုလည်းညှော်လင်းမိတာပါပဲစိတ်ထောင်းတော့ကိုကြည်တတ်တယ်လူတွေရဲ့ဘဝကိုစိတ်ကဆောင်းတယ်အဲ့ဒီစိတ်ကြည်နေရင်မျက်နှာကြည်တယ်အပြောဆိုတွေကြည်လင်တယ်အလောက်ကင်အမူအရာတွေကြည်လင်တယ်အဲ့ဒီစိတ်ညစ်နေရင်မျက်နှာလည်းပဲပုတ်နေမယ်အပြောဆိုတွေလည်းညစ်မယ်အမူအရာတွေလည်းညစ်နေလိမ့်မယ်စိတ်ဆိုတာကသူကလည်းပဲဝန်တုံးမရှိမှပေါ်ပါနေမှအလောက်ကင်တွေလောက်ရတဲ့အခါခန္ဓာဝန်ကိုထမ်းတဲ့အခါမှာပေါ်ပါစွာထမ်းနိုင်တာစိတ်လေးနေပြီဆိုရင်ခန္ဓာကိုယ်ပါလေးလာတယ်စိတ်မဆောင်တော့ဘူးဆိုရင်ဘာကောမှမလုပ်တော့ဘူးစိတ်ကြသွားပြီဆိုရင်လက်လျှော့သွားတတ်တယ်ဒါကြောင့်ဒီစိတ်ကိုတက်ကြွနေအောင်ကုသိုလ်တရားတွေနဲ့နှိုးဆွပေးရတယ်အဓိပတိတရားတွေနဲ့နှိုးဆွပေးရတယ်စန္ဒာဓိပတိဆိုတဲ့သဘောတရားနဲ့ကိုယ်ဘဝအတွက်စန္ဒာကိုပြင်းပြင်းပြပြဖြစ်နေအောင်ဥပမာလှူခြင်းတယ်ဆိုတဲ့စန္ဒာမျိုးအောင်မြင်ခြင်းရလဲအောင်မြင်ခြင်းတယ်ဆိုတဲ့စန္ဒာမျိုးပြင်းပြင်းပြပြထားရတယ်စိတ်တက်လည်းပြင်းပြင်းပြပြထားရတယ်စိတ်ဓာဓိပတိဝိရိယဓိပတိဝိရိယအားထုတ်မှုကလည်းမလျော့ရဘူးဝိမန္တာဓိပတိပညာစင်ခြင်းဉာဏ်ကိုလည်းမလျော့ရဘူးအဲ့လိုအဓိပတိတရားတွေအကြီးမှုတရားတွေအကြီးမှုဖြစ်စေပြီးတော့အလုံးလုံးမယ်ဆိုရင်တက်ကြွနေလိမ့်မယ်တက်ကြွနေတဲ့စိတ်ဟာပေါ်ပါနေလိမ့်မယ်စိတ်တက်ကြစရာအရာတွေကိုလည်း
သူကဒီအဓိပတိတရားတွေကိုပဲမြင့်တင်ပေးနေရင်းနဲ့သူတို့ကိုအားကောင်းအောင်ပြိုးထောင်ပေးနေရင်းနဲ့ကြနေတဲ့စိတ်ကိုပြန်တင်နိုင်တယ်အမုန်းတွေအညှိုးတွေနဲ့လေးနေတဲ့စိတ်ကြံသောကိလေသာတွေနဲ့လေးနေတဲ့စိတ်ကလေးတယ်ပြီးတော့တောကတွေများနေတော့ညစ်လဲညစ်တယ်စိုးရိမ်မှုတွေများနေတော့စိတ်ကပူလောင်နေတယ်အဲ့ပူလောင်နေတာညစ်သေးနေတာကိုဒီအတိုင်းထားတဲ့အခါစိတ်ထောင်းတယ်လို့ခေါ်တယ်စိတ်မတက်ကြွတော့အဲ့စိတ်ထောင်းလာတဲ့အခါရုပ်ကအစမျက်မှောင်ကျုပ်တယ်မဲ့တယ်မရွှင်မပြဖြစ်တယ်အဲ့ဒီမှာねခန္ဓာကိုယ်ကျမ်းမာရေးတွေပါထိခိုက်လာပြီးတော့မြန်အိုးစားတယ်စိတ်ထောင်းရင်ကိုကြေးတယ်ကျမ်းမာရေးတွေလည်းဖောက်ပြန်တယ်ကိုယ်စိတ်ကိုမကူစားနိုင်တဲ့သူတွေစိတ်ကြောင့်ကျမ်းမာရေးတွေဖောက်ပြန်တယ်ခန္ဓာကိုယ်ကိုထိခိုက်တယ်စိတ်ပြိုတော့ကိုနှုတ်တယ်စိတ်ကိုပြိုအောင်ဘယ်လိုထားတာလဲခုနပြောတဲ့သန္တာတို့ဝိရိယတို့စိတ်တို့ပညာတို့ကိုတက်ကြွနေအောင်ထားရတယ်ထပ်ပန်နေအောင်ထားရတယ်အဲ့ဒါစိတ်ပြိုလာတယ်ဖြစ်ရမယ်ဆိုတဲ့သန္တာတွေစိတ်တွေမလျှော်သောဆွဲနဲ့ကြိုးစားနေတဲ့ဝိရိယတွေဖြစ်တဲ့တာမဖြစ်တဲ့တာရနိုင်တာမရနိုင်တာစွမ်းနိုင်တာမစွမ်းနိုင်တာတွေကိုဆင်ခြင်နိုင်တဲ့ပညာလှုပ်တဲ့တာမလှုပ်တဲ့တာကိုဆင်ခြင်နိုင်တဲ့ပညာဒီပညာနဲ့ပေါင်းလိုက်တဲ့အခါကျတော့ရှင်းလင်းကိုဘဝကိုမြင်ရတယ်ကိုလည်းရှင်းလင်းမြင်တယ်ကိုသွားမဲ့လမ်းကိုလည်းရှင်းလင်းမြင်တယ်ရရှိနိုင်တဲ့လမ်းကိုလည်းလွယ်ကူရှာနိုင်တယ်လှုပ်တဲ့လောက်လည်းပဲပြည်စီတာကိုတွေ့ရတယ်အဲ့မှာစိတ်ကသန္တာတို့ဝိရိယတို့စိတ်တို့ပညာတို့ဆိုတဲ့အဓိပတိတရားတွေနဲ့ပြိုနှုတ်လာတတ်တယ်အဲ့ဒါကြောင့်စိတ်ပြိုရင်တုံယုံတန်ယုံအပယိကယောဂလေးတွေတော့ပျောက်သွားတတ်တယ်တုံယုံတန်ယုံခေါင်းမှုတာလောက်ကတော့ခဏနဲ့ပျောက်သွားတတ်တယ်တုံယုံတန်ယုံခေါင်းကိုက်တာလောက်ကတော့မှုစရာမလိုအောင်ပျောက်သွားတတ်တယ်စိတ်ဆောင်တယ်ခန္ဓာကိုယ်ကိုစိတ်ဆောင်ဒါကြောင့်မလို့စိတ်ထောင်းပြီးတော့ကိုယ်အခြေမခံပါနဲ့သန္တာပြင်းပြစိတ်ပြင်းပြဝိရိယပြင်းပြပညာထထသန်သန်နဲ့ဘဝကိုနုပြိုစွာဆက်လက်ဆောင်ရွက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်စိတ်တွင်းပฏิပတ်ခလူတွေကိုဒုက္ခအပေးဆုံးကအဲ့ဒီစိတ်တွင်းပฏิပတ်ခပဲအဲ့ဒီစိတ်ကအများအားနှစ်ခွဖြစ်နေတတ်တယ်တွားရင်ကောင်းမလားတွားလို့သင့်တော်ပါမလားပြောရင်ကောင်းမလားမပြောချင်ပါဘူးအဲ့ဒီနှစ်ခုအမြဲတိုက်တယ်အဲ့တော့လှုပ်လိုက်ရင်ကောင်းမလားလှုပ်ရင်သင့်တော်ပါမလားဒီလိုမျိုးတွေနဲ့အများကြီးပဲရှုပ်ထွေးတယ်ခွင့်လွတ်လိုက်ရမလားဒါမှမဟုတ်ဆက်ပြီးတော့ပဲမုန်းနေလိုက်ရမလားအလျှော့ပေးလိုက်ရမလားဒါမှမဟုတ်အနိုင်ပဲယူထားရလိုက်ရမလားအဲ့ဒီလိုစိတ်တွင်းပฏิပတ်ခဒါနဲ့ရင်ဆိုင်နေရတဲ့သူတွေဟာစိတ်ချမ်းသာရေးမကောင်းနိုင်ဘူးပေါ်ပါတဲ့စိတ်ကိုလည်းမရနိုင်ဘူးအမြဲတမ်းလေးလံနေတယ်အမှန်တကယ်ကဆုံးဖြတ်ချက်ပိုင်းချနိုင်တဲ့အလေးအကျင့်ကိုပြိုးထောင်ယူရမှာကိုလို့မဲ့လှုပ်ဟာမိမိသူတစ်ပါးအကျိုးရှိသလားမရှိဘူးလားအကျိုးရှိတယ်ဆိုရင်လှုပ်တာလှုပ်ရမယ်အကျိုးမရှိဘူးဆိုရင်တော့အစကတည်းကစဉ်းကိုမစင်စားနဲ့ကိုစဉ်းစားမှာဒါပဲသူနဲ့ကိုနှစ်ယောက်ကိုအကျိုးပြုမဲ့အလုပ်လားအခုသွားမဲ့ခရီးဟာကိုယ့်အတွက်အကျိုးရှိမှလားမရှိဘူးလားအကျိုးရှိတယ်ထင်ရင်သွားတွန့်ဆုံမနေနဲ့အဲ့ဒီအကျိုးရှိတယ်ဆိုတဲ့နေရာမှာလဲကောင်းကျိုးက60%မကောင်းကျိုးက40%ဆိုဒါသွားရတာတန်သေးတယ်အဲ့ဒီမှာကောင်းကျိုးက80%လောက်ဖြစ်လာမယ်မကောင်းကျိုး30%ဆိုမလွဲမသွေချက်ချင်းကိုစွန့်ပစ်ချပြီးလှုပ်တဲ့တယ်အကောင်းကြီးပဲဖြစ်နေတာဆိုရင်တော့စဉ်းကိုမစင်စားသင့်ဘူးချက်ချင်းကိုလှုပ်ပလိုက်တဲ့တယ်အဲ့တော့ထားရမှာလို့ထိုင်ရမှာလို့အပြတ်မသားနဲ့ကုန်းကွာလူသားတွေဖြစ်လာတတ်တယ်ဆုံးဖြတ်ချက်ခိုင်မာချပြီးရဲတင်းလှုပ်ရဲတဲ့အကျင့်တွေကိုကျင့်ပြကောင်းလဲစံမယ်မကောင်းလဲခံမယ်ဒါပေမဲ့တတိတန်ပစင်ဘယ်တော့မှလွတ်လို့မရဘူး
တတိနဲ့ဉာဏ်နဲ့ဆင်ခြင်ပြီးတဲ့အခါပြောခဲ့ပြီးသလိုပဲကောင်းကျိုးများတာလားဆိုးကျိုးများတာလားဒီနှစ်ခုကိုအရင်တွက်ချလိုက်ပြီးတော့ကောင်းကျိုးများတယ်ဆိုလောက်တာလောက်ဆိုးကျိုးနည်းနေတဲ့အရာတွေကိုတွေးရတယ်လုံးမနေနဲ့ရာခိုင်နှုန်းအတိုင်းအတာအပြင်ကိုလည်းတွက်တက်ကြတာပဲဒီတော့ကောင်းကျိုးများတယ်ဆိုတုံဆိုင်မနေနဲ့လောက်တာလောက်အကျိုးရှိတယ်ဆိုရင်တုံဆိုင်မနေနဲ့လောက်တာလောက်အဲ့ဒီအရာတွေကနေပဲကိုယ့်ကိုအောင်မြင်မှုစီကိုမြန်မြန်ပို့နိုင်တယ်ထမလို့လို့ထိုင်မလို့လို့နဲ့တွေးဟာတွေနဲ့စိတ်တွင်းပฏิပတ်ခများနေတဲ့သူခွင့်လွတ်လိုက်မှလို့လို့ဆက်ပြီးတော့ပဲနာကြီးလိုက်မှလို့လို့နဲ့မခံစားသင့်ပဲနဲ့ခံစားသွားကြရတဲ့သူတွေလည်းအများကြီးပဲပြောတဲ့အချိန်မှာမပြောတဲ့သူတွေပြောတော့မှလို့လို့မပြောတော့မှလို့နဲ့အခွင့်အရေးတွေဆုံးရှုံးသွားတယ်နားလည်မှုတွေလွဲသွားတယ်အဲ့ဒီမှာပဲတစ်သက်လုံးခံစားသွားရတဲ့ဆိုတဲ့သူတွေဟာလည်းဆုံးဖြတ်ချက်မပိုင်တဲ့သူတွေရဲ့ရလဒ်တွေပဲဒါကြောင့်စိတ်တွင်းပฏิပတ်ခဆိုတာရှိနေတယ်ကိုယ်စိတ်ကိုမြင်အောင်ကြည့်ပါစိတ်ကိုမြင်အောင်ကြည့်ပြီးတော့လက်တွေ့ကြကြတွက်ချက်တတ်တဲ့အရာကိုလေ့ကျင့်ပေးပါကောင်းကျိုးများတာမှန်သမျှလောက်ကောင်းတဲ့အရာတွေကြီးပါပဲလို့ဒါကြောင့်အာလုံးသောတရားနာပရိသတ်ပေါင်းအမြဲတမ်းတုံဆိုင်ဖြစ်တတ်တဲ့အလေးအကျင့်မျိုးတွေကိုဖျောက်ပစ်ပြီးတော့ဆုံးဖြတ်ချက်ကိုညံ့ချနိုင်အောင်အတွက်အချက်လဲကျွမ်းကျင်ဖြစ်အောင်လေ့ကျင့်ရင်းဖြင့်အောင်မြင်မှုတွေစီကိုမြန်ရောက်နိုင်တဲ့သူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ပြစ္ဆုတ်ပန်တိုင်းဟာအင်မတန်မှတန်ဖိုးရှိတဲ့အချိန်တွေပါအချိန်ဟာရွှေပါပဲနေတတ်ရင်ရွှေထွက်မယ်မနေတတ်တဲ့အခါကျတော့သေတတ်တယ်လို့ပြောရပါလိမ့်မယ်ဒီတော့ဒီအချိန်တွေကိုအကောင်းဆုံးအသုံးချမယ်ဆိုရင်ပထမဦးဆုံးလူမှုရေးမှာဆိုရင်တချို့ကအလိုလိုနေရင်းနဲ့ပြဿနာရှာတတ်တဲ့အကျင့်ရှိတယ်မိသားစုတစ်ခုတည်းမှာပဲဆိုပါစို့မိုးလင်းကလေးကပျော်စရာလေးနဲ့စမယ်နေ့လည်းပျော်စရာလေးနဲ့နေလို့ရတယ်ညအထိပျော်ရွှင်နေလို့ရတယ်နှွေးထွေးနေလို့ရပါမယ်မနေကြဘူးအတ္တကြီးနေကြတယ်သားကလည်းသူလိုချင်တာပဲသမီးကလည်းသူလိုချင်တာပဲသိတယ်မိဘဘာဖြစ်နေတယ်လဲမစင်စားပေးတတ်ကြပြောရမယ့်အရာတွေကမပြောတော့မိသားစုဝင်ထဲမှာတအူးကသူလိုချင်တာတကူတည်းပဲဦးစားပေးစဉ်းစားပြီးတော့လုပ်နေတဲ့အခါကျန်တဲ့သူတွေအတွက်စိတ်ချမ်းသာစရာတွေဖြစ်မလာတော့တယောက်အတ္တကြီးလိုက်တာကျန်တဲ့သူတွေပါစိတ်ဆင်းရဲမှုတွေဖြစ်စေတယ်အဲ့တော့ပြောနေလို့ရရတာနဲ့တမင်ကိုဒုက္ခတွေမွေးတဲ့သူတွေကိုကြိုးကြီးတဲ့လူတိုင်းဟာဒုက္ခမွေးတဲ့သူတွေကြီးပဲတစ်ဖက်သူရဲ့ခံစားချက်ကိုမစင်စားပေးတဲ့သူတိုင်းဟာလက်ရှိအဖိုးအတန်ဆုံးအချိန်တွေကိုဖျက်ဆီးပစ်တဲ့သူတွေကြီးပဲဒီအချိန်မှာချစ်ချင်းမေတ္တာကိုပြတဲ့နဲ့ထင်ရင်ပြတာပြအဲ့ပြရမယ့်အရာကိုမပြလိုက်တဲ့အတွက်ကြောင့်ပျော်ရမယ့်အစားငိုရလိမ့်မယ်ဒီအချိန်မှာနားလည်မှုတွေကိုပြရမယ့်အချိန်မှာပြတာပြအဲ့ဒီနားလည်မှုကိုမပြလိုက်ရင်နောက်တစ်ချိန်မှာစိတ်ဆင်းရဲရလိမ့်မယ်ဒီအချိန်မှာနှွေးထွေးမှုတွေဖေးမမှုတွေကူညီမှုတွေကိုပြရမယ့်အချိန်မှာပြတာပြမတွန့်ဆုတ်လိုက်နဲ့တစ်ခါလောက်ပြက်ကွက်သွားလိုက်တဲ့အရာတစ်သက်လုံးအဖုအထစ်ဖြစ်သွားတတ်တယ်အပျော်မရွှင်တဲ့ဇက်သိမ်းတတ်တယ်ဒါကြောင့်အချိန်တိုင်းမှာပျော်လို့ရရတာနဲ့ဉာဏ်လေးတော်ရှင်တိတ္တမှုလေးတော်မွေးချစ်ချင်းမေတ္တာကိုပြရမယ်စကားပြောတဲ့အချိန်ဆိုပြောတာပြောနားလေစာနာတဲ့စကားကိုပြောရမယ်အချိန်မှာပြောတာပြောကိုယ့်ရဲ့နှွေးထွေးတဲ့စကားတွေကိုပြောရမယ်အချိန်မှာပြောတာပြောအားပေးကူညီတဲ့စကားမျိုးပြောရမယ်အချိန်မှာပြောတာပြောမပြောဘဲနဲ့တွန့်ဆုံမနေလိုက်နဲ့လူမှုရေးဟာမှားသွားရင်နောက်တစ်ချိန်ပြန်ပြင်ဖို့ခက်တယ်အဲ့ဒီတိုင်းပဲလောကကြီးထဲမှာဒီနေ့စ조사လို့ရတဲ့အလုပ်တွေကိုဒီနေ့စ조사ဒီနေ့ပြီးအောင်လုပ်ဒီနေ့မပြီးဘူးဒီနေ့သူအားမထုတ်ဘူးဖြစ်တဲ့အတွက်ကြောင့်အလုပ်အကျွေးတင်သွားတယ်မနေ့ပြန်မှာအလုပ်ထံပို့ပြီးလာတယ်မပြောရတော့ဘူးနောက်တနေ့လည်းဒီတိုင်းပဲဆက်နေတော့နောက်တနေ့မှလည်းအလုပ်ထံထပ်ပြီးတယ်မပြောရတော့ဘူးချစ်ချင်းတရားမေတ္တာတရားဆိုတဲ့အရာတွေလည်းဒီတိုင်းပဲဒီနေ့မပေးလိုက်တာမနေ့ပြန်မှာနည်းနည်းအေးဆက်ဆက်ဖြစ်လာမနေ့ပြန်မှာမပြင်းသေးဘူးအေးဆက်ဆက်ပို့ဖြစ်လာတလားလောက်အဲ့ဒီတိုင်းနေတယ်ပို့ပြီးတော့အေးဆက်သွားတယ်ပြန်ပြီးတော့ပေါင်းစည်းဖို့ရာအတွက်တောင်းပါပဲ
မလွယ်ကူတော့လောက်အောင်ကျိုးတွေပြတ်သွားတတ်တယ်အဲ့ဒါကိုယ့်ရဲ့မသိတတ်ခြင်းတွေပဲပျော်ပျော်နေလို့ရရတာနဲ့ဒီအခွင့်အရေးတွေကိုဖျက်ဆီးပစ်တာကိုယ်တိုင်းပဲကိုယ်တိုင်းကဘာတွေများနေလို့လဲမောဟများပြီးတော့အတ္တကြီးနေလို့ကိုယ့်အတွက်ပဲကိုယ်တွက်နေလို့ဒီလိုဆိုတော့အနားမှာရှိတဲ့သူကဘာဖြစ်နေတာလဲဘာခံစားနေတာလဲဘာလိုအပ်နေတာလဲဆိုတာတွေကိုသိအောင်ကြိုးစားရမှာကိုတာဝန်ပဲသိလိုက်တဲ့အခါမှာကူညီနိုင်တယ်သိလိုက်တဲ့အခါမှာမေတ္တာပေးနိုင်တယ်ဖေးမနိုင်တယ်ချစ်ချင်းမေတ္တာတရားတွေကိုပြနိုင်တယ်အဲ့လိုဆိုလို့ရှိရင်တော့အမြဲတမ်းပျော်နေရမယ်အလုပ်ကိုလည်းနေ့စဉ်နဲ့အမျှလှုပ်တဲ့အလုပ်ကိုအမြဲလုပ်နေတဲ့သူချစ်ချင်းမေတ္တာတရားတွေလူမှုရေးမှာပြုတင်တဲ့အရာတွေကိုပြုတင်တဲ့အချိန်မှာမတုံမဆိုင်ပဲနဲ့လုပ်တဲ့သူတွေချစ်ချင်းပျော်ရတယ်အခုပျော်ခြင်းရင်အခုပျော်လို့ရရတာနဲ့ဘာဖြစ်လို့အတ္တတွေကြီးနေတာလဲအခုပျော်ခြင်းရင်အခုပျော်လို့ရရတာနဲ့ဘာဖြစ်လို့မာနတွေကြီးနေတာလဲအဲ့အတ္တတွေမာနတွေကနောက်ဆုံးတော့မျက်ရည်နဲ့ပဲအဆုံးသတ်တယ်အဲ့ဒီတော့မှတော့မှားပါပြီလို့အော်မနေနဲ့အကျိုးမရှိဘူးဒါကြောင့်အားလုံးသောတရားနာပရိသတ်ပေါင်းလက်ရှိအချိန်တွေကိုတန်ဖိုးထားကြပြီးတော့အမြဲတမ်းပျော်ရွှင်ခြင်းနဲ့ဆိုရင်အသေးအဖွဲလေးကိုကအစနမောနမဲမနေပဲပြုတင်တဲ့အချိန်မှာပြုပါလှုပ်တင်တဲ့အချိန်မှာလှုပ်ပါပြောတင်တဲ့အချိန်မှာပြောလိုက်ပါစိတ်ချမ်းသာရပါလိမ့်မယ်အားလုံးအေးချမ်းကြပါစေ